ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကဲကိုဖြိုးရဲ့ချစ်မိတ်ဆွေများအားလုံးပဲကိုဖြိုးကနှစ်သက်မှာမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သားလိုက်ပါတယ်ကဲကိုဖြိုးရဲ့ချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့လက်ရှိ2026မှာကိုရီမိုင်အားလုံးပဲပျော်ရွှင်ကြပါစေလို့ကိုဖြိုးဘက်ကအရင်ဆုံးစုမှုကောင်းလေးတော့အရင်တောင်းပေးမယ်ဗျနော်ကဲကိုဖြိုးရဲ့ချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့2ရက်တလ2026နော်2ရက်တလ2026မှာထွက်ရှိမဲ့ကျွန်တော်တို့ 3D နဲ့ပတ်သက်ပြီးတော့ live video file လေးဖြစ်ပါတယ်ကဲကိုပြောချစ်မိတ်ဆွေများအားလုံးက 3D ကိုကြိုက်နေတတ်မှုရှိရဆိုရင်တော့ကျွန်တော်ရဲ့ဒီ video file လေးကိုအစားအဆုံးပြီးဆုံးအောင်ကြည့်ပေးပါလို့ကျွန်တော်ဘက်ကမြေတားရက်ခံပါတယ်ဗျကဲကိုပြောချစ်မိတ်ဆွေများအားလုံးကကိုပြောရဲ့ live video file လေးတွေကိုကြိုက်နေတတ်မှုရှိရဆိုရင်တော့ကျွန်တော်ရဲ့ရွှေဖြိုးလေးမွေး channel ကို subscribe မလုပ်ရသေးရဆိုရဲအကူဒီမိုက်အားလုံးက subscribe လေးနှိပ်ပေးကြပါကျွန်တော်ဒုတိယနဲ့ပတ်သက်ပြီးတော့တင်သွင်းပြဒုတိယနဲ့ပတ်သက်ပြီးတော့နေ့စဉ်အပတ်စဉ် free တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အကူဒီမိုက်အားလုံးကကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးနှိပ်ပေးကြပါကျွန်တော်ဒုတိယနဲ့ပတ်သက်ပြီးတော့တင်သွင်းပြ video file လေးတွေကိုလည်းအမြဲတမ်းမြင်တွေ့ရအောင်ဘေးက notification လေးကိုတစ်ခါတည်းနှိပ်ထားဖို့မမေ့ကြပါနဲ့ဗျဒါမှတိုင်ကျွန်တော်ဒုတိယနဲ့ပတ်သက်ပြီးတော့အပတ်စဉ်အပတ်တိုင်းကဏ္ဍနေတင်ပေးရမှာအကူဒီမိုက်အားလုံးပဲအမြဲတမ်းမြင်တွေ့ရမှာဖြစ်ပါတယ်ကဲကိုဖြိုးရဲ့ချစ်မိတ်ဆွေများအားလုံးပဲကိုဖြိုးကတော့ကိုဖြိုးပါပဲဟုတ်လားကျွန်တော်တို့ဒီ live view file လေးကကျွန်တော်3နဲ့ပတ်သက်ပြီးတော့ view file လေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်3နဲ့ပတ်သက်တာလေးပဲပြောမယ်နော်ကဲကိုဖြိုးချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့3နဲ့ပတ်သက်ပြီးတော့ကိုဖြိုးရဲ့ချစ်မိတ်ဆွေများအားလုံးပဲအပတ်စဉ်အပတ်တိုင်းနော်အကူဒီမိုက်အားလုံးပဲ main all ကွက်တာမဝင်တာကျွန်တော်တို့တွတ်နေနေကတော့2ကြိမ်3ကြိမ်မကရခဲ့တယ်နော်ကျွန်တော်တို့ကြံခဲ့တဲ့နှစ်မှာကျွန်တော်တို့17လပိုင်း12လပိုင်းဆိုတဲ့17လပိုင်း12လပိုင်းဆိုတဲ့2လတာအတွင်းမှာ 3D 4ချိန်ကိုမိုက်အားလုံးပဲတွတ်တယ်ကြီးပဲတောက်လျှောက်ဝင်ခဲ့တယ်ကိုဖြစ်ကျွန်တော်တို့တွတ်တယ်ကြီးပဲတောက်လျှောက်ဝင်တော့ကျွန်တော်တို့ကဗနန်းကွက်အောင်ထိုးရမှာလဲဆိုတဲ့အကူဒီမိုက်အားလုံးကခဏခဏ2ကွက်ပဲထိုးရတာနော်3နဲ့ပတ်သက်ပြီးတော့ကဏ္ဍဆော့မယ်ကိုဖြို3ကိုဝါသနာကြီးရဆိုတဲ့အကူဒီမိုက်အားလုံးကကျွန်တော်3နှစ်ကွက်ပဲပေးပါတယ်ကိုဖြိုကအပတ်စဉ်အပတ်တိုင်း3နှစ်ကွက်ပဲပေးတယ်အကူဒီမိုက်အားလုံးကစိတ်ဝင်စားမှုရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ live view file လေးကိုလက်မလေးတယောက်တစ်ချက်နှိပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ဗျကဲကြပြချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့2ရက်တလ2026เนาะကျွန်တော်2ရက်တလ2026ကျွန်တော်တို့2ရက်တလ2026မှာကျွန်တော်3နာရီမိနစ်20 3နာရီခွဲမှာထွက်ရှိမဲ့ကျွန်တော်3နဲ့ပတ်သက်ပြီးတော့အကူဒီမိုက်အားလုံးကိုကျွန်တော် main all ကွက်2ကွက်လိုရင်းနဲ့တူရှင်တခါလေးပြပြပေးမှာဖြစ်ပါတယ်ဒါပေမဲ့ဒီ main all ကွက်2ကွက်ကအကူဒီမိုက်အားလုံးကပက်လေထိုးနိုင်တဲ့အကူဒီမိုက်ကပက်လေဆော့ပါပက်လေမတက်နိုင်တဲ့အကူဒီမိုက်ကကိုဖြိုးပြောတဲ့အတိုင်းပဲထိတ်စီးအလဲတိုင်းနောက်ပိတ်ဆိုပြီးတော့ကျွန်တော်တို့ main 2ကွက်ပဲဆော့လို့ရပါတယ်ဗျဒါကတော့ကိုတက်နိုင်တဲ့မူဘဝင်မူတီပြီးတော့ကိုတက်နိုင်တဲ့ပမာဏကိုမူတီပြီးတော့ကိုကြိုက်တဲ့တက်တာလေးတွေကိုကိုဆုပ်လို့ရပါတယ်ကဲကိုပြောချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့2ရက်တလ2026เนาะ2ရက်တလ2026ကျွန်တော်တို့နှစ်တက်မှာအကူဒီမိုက်အောင်ပဲကျွန်တော်တို့အောင်ဝဲခံခြင်းနဲ့အပြုံးနေနဲ့ဝေးစားခြင်းနဲ့เนาะနှစ်တက်မှာကိုဖြိုးကြီးကျွန်တော်တို့အပြုံးနေနဲ့ဝေးစားခြင်းနဲ့ဆိုတဲ့အကူဒီမိုက်အားလုံးကဒီဘက်ကျွန်တော်တို့2ရက်တလ2026မှာထွက်ရှိမဲ့ 3D ကိုဆော့ပြောင်းဆော့ပါအကူဒီမိုက်အားလုံးပဲလုံးဝအဆင်ပြေပါတယ်ဗျကဲကိုပြောချစ်မိတ်ဆွေများအားလုံးပဲကျွန်တော် 3D နဲ့ပတ်သက်ပြီးတော့ပြောမယ်ကျွန်တော်တို့2ရက်6လ sorry ပါ2ရက်6လပြော2ရက်တလ2026ကျွန်တော်တို့နှစ်တက်မှာထွက်ရှိမဲ့ကဏ္ဍကြီးကိုပြောချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့1ခွန်6เนาะကိုပြောချစ်မိတ်ဆွေများအားလုံးပဲ1ခွန်6ပါเนาะ1ခွန်6ရဲ့ကျွန်တော်တို့1နှစ်6ရဲ့เนาะ1ခွန်6ရဲ့1နှစ်6ရဲ့နှစ်ကွက်ပဲရှိပါတယ်အကူဒီမိုက်အားလုံးပဲလက်ရှိနှစ်ကွက်ပဲဆော့လို့ရပါတယ်ဒီနှစ်ကွက်တွေကမှအကူဒီမိုက်အားလုံးကပတ်လေဆော့နိုင်ပတ်လေဆော့ပါပတ်လေမဆော့နိုင်ကျွန်တော်တို့ကိုပြောထားတဲ့ထိတ်စီးအလိုက်တိုင်းနောက်ပိတ်ဆိုပြီးတော့ပဲဆော့ပါလုံးဝအဆင်ပြေပါတယ်ဗျကဲကိုပြောချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့2ရက်တလ2026မှာတရက်2လ sorry ပါကျွန်တော်တို့2ရက်တလ2026ကျွန်တော်တို့တောက်ကြနေပေါ့နော်တောက်ကြနေမှာကိုပြောရဲ့ချစ်မိတ်ဆွေများအားလုံးပဲ sorry ပါနော်ကဲကိုပြောချစ်မိတ်ဆွေများအားလုံးပဲ sorry ပါနော်ကျွန်တော်ကိုရီမိုင်းအားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့sorry 2ရက်တလ2026ကျွန်တော်တောက်ကြနေမှာတွေ့ရှိမှာကိုပြောချစ်မိတ်ဆွေများအားလုံးပဲ3နဲ့ပတ်သက်ပြီးတော့ main ရောက်ကွက်2ကွက်ရှိပါတယ်ကျွန်တော်တို့6ခွန်1 sorry ပါကျွန်တော်တို့1ခွန်6ရဲ့6နှစ်1ရဲ့နော်1ခွန်6ရဲ့6နှစ်1ရဲ့ main အောက်က2ကွက်ဖြစ်ပါတယ်အကူဒီမိုက်အားလုံးပဲနှစ်သက်မှာအပြုံးတွေဝေစားပြီးတော့အဆဆက်ရအစီအမြင်ရပါသည်ကျွန်တော်ရဲ့ဒီရွှေပြိုးလေးဆိုတဲ့ကျွန်တော်တို့ channel လေးကကျွန်တော်တို့ 2D ကိုနေ့စဉ်အပတ်စဉ်နေ့တိုင်းကျွန်တော်တို့ free တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကိုဒီမိုက်အားလုံးပဲကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားဖို့မေ့ကြပါနဲ့ဗျာအားလုံးပဲဘိုင်မှာကျွန်တော်တို့မနှက်ပြန်ပါလေကိုဒီမိုက်အားလုံးနဲ့ပြန်လဲဆုံးချင်ပါတယ်အားလုံးပဲဘိုင်ပါနော်